Hello ဂျေဒီနေ့တော့စက်သားစီပြန်တီးစုံပဲဟင်းနဲ့ငပိကျော်လေးရဲ့ကိုလူ300စာစတုတီတာလှူထားတယ်ကြီးရဲ့အလှူလေးကိုပြပေးချင်ပါတယ်။အဝါကျိတ်ဆိုတဲ့ food canteen service လေးနဲ့ဆက်သွယ်ပြီးတော့လှူဒန်းထားတာပါ။အဲ့နေ့ကသူတို့ချက်တာပြုတ်တာလေးတွေပါတွေ့ရအောင်လို့ဂျေအချိန်လေးစောသွားပြီးတော့သွားကြည့်ခဲ့ပါတယ်။လောက်တာကိုင်တာချက်တာပြုတ်တာအားလုံးကတနက်ရှင်းရှင်းတသက်ရက်ပါပဲ။စက်သားစီပြန်အတွက်ကိုလေကြက်ပောင်ကိုပဲတီးတန့်သုံးပေးပြီးတော့ချက်ပေးတယ်မချက်ခင်မှာလည်းအဲ့လိုမျိုးလေးအရင်ကြော်တယ်ပေါ့နော်ကြက်ပောင်လေးတွေကိုကြော်ပြီးမှပြန်ချက်တာဆိုတော့အရသာပိုရှိပြီးတော့ပိုစားကောင်းပါတယ်ဟင်းချက်တဲ့နေရာမှာလည်းရေတန့်မဲ့သုံးပြီးတော့ချက်ပေးတာကိုတွေ့ရပါတယ်အလှူအတွက် package လေးတွေက9သိန်းတန် package လေးတွေရွေးချယ်စရာဟင်းအမျိုးအစားအတွက်အဆက်အများကြီးပဲရှိပါတယ်9သိန်းတန် package လေးတွေမှာအာလူးစီပြန်ငနီတူ6ကြော်တီးစုံချင်ရင်ဟင်းအဲ့လိုမျိုးလေးတွဲမယ်ဆိုရင်လူဦးရေ230စာရမယ်စက်သားစီပြန်နဲ့ငရုတ်သီးစိမ့်ငပိချက်ဆိုလို့ရှိရင်တော့လူဦးရေ190စာရမယ်ပေါ့နော်ဒီလိုပြည့်နှစ်နေတဲ့ကြာစံချက်ဆိုရင်လူဦးရေ400စာရမယ်မွေးငါးဆိုရင်အချိန်30ရမယ်ပေါ့နော်အဲ့လိုမျိုးရွေးချယ်စရာ package တွေအများကြီးရှိပါတယ်ကို့အိမ်မှာပဲလှူမယ်ကို့ရက်ကွက်မှာပဲလှူမယ်ဆိုရင်လည်းရတယ်လူ3ယောက်ထည့်ပေးရပေါ့နော်ဖုန်ကြီးကျောင်းလူဆေးရုံမိဘမဲ့ကျောင်းနေအပြင်ကိုဗိုလ်တထောင်ကလေးကန်းနာဘက်ရဲ့ကိုရက်ကွက်ထဲမှာဖြစ်ဖြစ်တဝဲကျောင်းတို့ဘာလို့ဘယ်နေရာပဲဖြစ်ဖြစ်လိုက်ပြီးတော့ service ပေးပါတယ်အခုခြေလှူတာလေးဆိုရင်စက်သားစီပြန်နဲ့ငပိကျော်အပြင်ကိုတီးစုံပဲဟင်းလေးလဲပို့သွားတယ်ပြီးတော့လူ300စာလဲဖြစ်သွားတယ်ဆိုတော့ဈေးက9သိန်းတန်မဟုတ်တော့ဘူးပေါ့နော် package ကအပြောင်းလဲရရှိတယ်ပို့လူချင်းလဲလူချင်းနဲ့အလျောက်ဈေးလေးတွေထပ်ပြီးတော့တွက်ပေးပါတယ်အလှူအတွက်အသေးစိတ်သိကျင်သေးရင်တော့ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်သူတို့ page ရဲ့ chat box ကနေပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ page ကအတူတွေလည်းရှိတတ်တာမို့လို့ဂျေတက်လှုပ်ထားတဲ့ page လေးမှာပဲဆက်သွယ်မေးမြန်းပေးပါနော်။ဂျေအဝါကျိတ်နဲ့လှူခဲ့တာတော့တော်တော်လေးကိုအဆင်ပြေခဲ့တယ်။လုံးဝကိုလှည့်ကြည့်စရာမလိုဘူးပေါ့နော်။အားလုံးကဒီဟာကို service ကလုပ်နေကြဖြစ်နေပြီးတော့ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတာကိုသူတို့သိချသိပြီးတော့သူတို့ပဲအကုန်လုံးလုပ်သွားတယ်။ဘာမှလည်းလှည့်ကြည့်ကြမလို့ဝင်ပြောကြမလို့ပဲနဲ့စိတ်အေးလက်အေးလေးလှူလို့ရပါတယ်။ခြေလှူတဲ့နေရာဆိုတော်တော်လေးစိတ်ချမ်းသာရတယ်။လှူရတာလည်းအကုန်အဆင်ပြေတဲ့အပြင်ကိုအစလူသိမ့်မရှိတဲ့နေရာမှာလူတွေတဖွဲရောက်လာကြပြီးတော့အားလုံးလည်းအားရပါရစားပေးကြတဲ့အတွက်တော်တော်လေးကိုပျော်ခဲ့ရပါတယ်။အချိန်ခဏလေးအတွင်းမှာပဲအယောက်300စာအခက်မြန်လေးကုန်သွားပါတယ်။စက်သားစီပြန်အယောက်300စာကုန်သွားတော့ငပိကျော်တီးစုံပဲဟင်းနဲ့ပဲရှိသလောက်ဆက်လှူခဲ့ပါတယ်။ဒါဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက် vlog လေးတွေကြမှာထပ်တွေ့ကြမယ်နော်တတား